အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမရဲ့ဗီဒီယိုလေးကတော့ USA မှာအရင်းအနှီးနည်းနည်းနဲ့အပိုဝင်ငွေရနိုင်တဲ့လုပ်ငန်းတစ်ခုအကြောင်းပြောပြသွားမှာဖြစ်ပါတယ် Amazon Company က return လုပ်ထားတဲ့ box တွေကိုပြန်မဖွင့်တော့ဘဲနဲ့ box လိုက်ပြန်ရောင်းတဲ့နေရာတွေအမေရိကရဲ့ state တိုင်းလိုမှာရှိပါတယ်အဲ့ဒီထဲမှာ Bindi ဆိုတဲ့နေရာတစ်ခုကိုဒီနေ့ကျမသွားမှာဖြစ်ပါတယ်ဒီ site မှာတောက်ကြနေဆိုပစ္စည်းအသစ်တွေစချပြီးတော့ဘာယူတစ်ထုပ်ကို$10ပေးရပါတယ်စနေနေ့မှာ$8တနင်္ဂနွေနေ့မှာ$6တနင်္လာနေ့မှာ$4အင်္ဂါနေ့မှာ$2နဲ့ဗုဒ္ဓဟူးနေ့မှာ$1ဖြစ်ပါတယ်ကြာသပတေးနေ့မှာဆိုင်ပိတ်ပါတယ်ဒီနေ့ကတော့စနေနေ့ဆိုတော့$8နေ့ပါပထမဆုံးနေ့ဆိုတော့လူများလေးရှိပါတယ်ဒီနေ့ကတော့ဒုတိယနေ့ဆိုတော့တိတ်လူမများတော့ပါဘူးကိုကြည့်ချင်တဲ့ box ရှိရဆိုလို့ရှင်တော့အနောက်မှာရှိရစပွဲတစ်ခုမှာသွားဖောက်လို့ရပါတယ်တန်ဖိုးများတဲ့ပစ္စည်းတွေတော့ဒီလိုမျိုးတီးတန်ရောင်းပါတယ်ကျမဒီနေ့ဘာတွေဝယ်လာလဲဆိုတာကြည့်လိုက်ကြအောင်နော်၃ခုပဲဝယ်လာတယ်ဒီဟာကားထဲမှာ cell phone တင်တဲ့ဥစ္စာနောက်တစ်ခုကတော့မိဖို့ကြောင့်သုံးတဲ့ skill ပေါ့နော်ပစ္စည်းရေးချိန်တဲ့ဥစ္စာဒါကတော့ကားမောင်းရင်းနဲ့ဗီဒီယိုတွေပါရိုက်လို့ရတဲ့ stick ပေါ့နော်ဒီနေ့တော့ဒါပဲဝယ်ခဲ့တယ်ကျမဝယ်လာတဲ့ပစ္စည်းလေးတန်လားမတန်လားကြည့်ကြည့်မယ်နော်ဒီ selfie stick ကတော့သုံးချင်လို့အခုပဲဖောက်လိုက်ပါပြီကျမ$8နဲ့ဝယ်လာတဲ့ပစ္စည်းက Amazon မှာဆိုရင်$13ကျော်ပေးရပါတယ်ဒီဟာကတော့$19နဲ့69ပြားဆိုတော့20ပဲထောက်လိုက်ပါတော့နော်$12သက်သာပါတယ်ကျမဝယ်လာဒီပစ္စည်းရဲ့ရောင်းစီကတော့$29နဲ့88ပြားဆိုတော့$21ကျော်သက်သာပါတယ်return box တွေဖြစ်တဲ့အခါကျတော့နည်းနည်းတော့ခြိုက်နေရရှိပေမဲ့အားလုံးကအသစ်တွေပဲဖြစ်ပါတယ်တနင်္လာနေ့မှာနောက်တစ်ခေါက်ပြန်သွားပါတယ်ဒီနေ့ကတော့ဘာဝယ်$4ပါကျမဘာတွေဝယ်ခဲ့လဲဆိုတာကြည့်ကြည့်မယ်နော်ဒါကအိမ်သာစီးတဲ့အတန်ရဲ့ refill ပါတစ်ထုပ်မှာ10ခုပါပြီးတော့3ထုပ်ပါလာပါတယ်ဆိုတော့အခု30ပေါ့နော်Walmart ကနေဝယ်လို့ရှိရင်10ခုပါတဲ့တစ်ထုပ်ကို$9ပေးရပါတယ်3ထုပ်ဆိုတော့$21ကျော်ပေါ့နော်ကျွန်မအခု$4ပဲပေးAmazon မှာဆိုရင်တော့$19ကျော်နဲ့ရောင်းနေဆိုတော့ကျွန်မ$4ပေးရတာအရင်တန်ပါတယ်ဒါကတော့ iPhone charger ကျိုးတွေပေါ့နော်ကျွန်မကလေးတွေအများနဲ့လိုအပ်နေတဲ့ပစ္စည်းဖြစ်လို့တမင်သက်သက်ဝယ်လာတာပါ Amazon မှာ$6ကျော်နဲ့ရောင်းတာဆိုတော့မဆိုးဘူးပေါ့နော်ဒီဟာကတော့ steel bento ထမင်းဘူးပါတလောတော့က Facebook မှာ$8နဲ့အဟောင်းပြန်ရောင်းတာတွေ့ခဲ့ပါတယ်ဒါကတော့လုံးဝမဖောက်ရသေးတဲ့အသစ်ဆက်ပါ Amazon မှာဝယ်မယ်ဆိုရင်တော့$25ပေးရမှာဖြစ်ပါတယ်ဒီဟာကတော့လျှက်စစ်သုံးပြီးတော့ချီရစ်တဲ့ဆက်ကလေးပေါ့နော်ကျမလိုချင်နေရကြပါပြီဒါပေမဲ့ဈေးကြီးလို့မဝယ်ဘဲနဲ့နေခဲ့ရဒီနေ့$4နဲ့ရတာဝမ်းသာစရာပေါ့နော် Amazon မှာဆိုရင်ဘယ်လောက်ပေးရမလဲကြည့်ကြည့်အောင်နော်33တန်ဖိုးမနည်းဘူးလေနော်$4နဲ့ရခဲ့ရတကယ်ဝမ်းသာတယ်ဒါကတော့ဆွဲတာလေးတစ်ခုသဘောကျလို့ဝယ်လာတာပါသူ့တန်ဖိုးကတော့200ဆိုပြီးရှောက်ရေးထားပါဘောနော်တကယ်တန်ဖိုးကလည်းမဆိုးပါဘူး$25ဆိုတော့ကျမဝယ်ခဲ့ရတန်ပါတယ်ဒါကတော့သပင်ကောက်တဲ့ဥစ္စာလေးပါကျမသမီးဝယ်လာတာညအိတ်တဲ့ခါမှာလုပ်တဲ့ဥစ္စာပေါ့နော်သူ့ရဲ့မူလတန်ဖိုးကဘယ်လောက်လဲဆိုတော့$15ဆိုတော့တန်ပါတယ်အခုဆိုရင်ဈေးသက်သာတဲ့ပစ္စည်းတွေကိုဘယ်လိုဝယ်ရလဲဆိုတာသိပြီပေါ့နော်လူတော်တော်များများက bin store တွေမှာဝယ်ပြီးတော့ marketplace မှာပြန်ရောင်းကြတာ YouTube မှာခဏခဏတွေ့ရပါတယ်ကျမအခုလောလောဆယ်ကိုသုံးစင်တာလေးဝယ်လာတာဖြစ်ပေမဲ့ပြန်ရောင်းမဲ့သူတွေကတော့ shopping cart နဲ့အပြည့်ဝယ်ကြတာဖြစ်ပါတယ်ငွေအရင်းအနှီးနည်းနည်းနဲ့အပိုဝင်ငွေရနိုင်တဲ့အလုပ်လေးတစ်ခုကိုဝင်မြလိုက်ပါတယ်ကြည့်ရှုကြသူအားလုံးကိုကျေးဇူးတင်ပါတယ်